အားလုံးပဲမင်္ဂလာပါ Technology ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမှာကြတော့ဒီလိုမျိုး line တွေမကောင်းလို့ပေါ့နော်စိတ်ညစ်နေတဲ့သူရဲ့အတွက်ကိုအသုံးဝင်မဲ့ပစ္စည်းလေးတွေနဲ့မိတ်ဆက်ပေးမှာပေါ့နော်ဒီအခုလက်ထဲမှာကင်ထားတဲ့ပစ္စည်းလေးအားကြတော့ဒီအိမ်ကကို Wi-Fi က line မကောင်းတဲ့ခါကျရင်ထပ်ပြီးတော့ချိတ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်သုံးတဲ့ခါကျရင်ဘယ်လိုမျိုးရလဲဆိုတော့ဒီပို့ပြီးတော့ line share တွေလည်းကောင်းသွားမယ်ပေါ့နော်ဒီဟာဆိုရင်300 Mbps ပေါ့နော်အဲ့အထိရတယ်အဲ့ခါကျတော့ကိုအိမ်မှာရှိရဲ့လူကြီးများတယ်ဆိုရင်ဒါလေးနဲ့ချိတ်ပြီးတော့သုံးမယ်ဆိုရင်ဖုန်းသုံးမလား laptop သုံးမလား3-4ယောက်လောက်ပြိုင်ပြီးတော့သုံးမယ်ဆိုရင်တော့မှ AC line AC သုံးလို့ရတယ်ပေါ့နော်ဒီဟာလေးရှိပါမယ်အိမ်သုံးတဲ့ဆိုရင်တော့နောက်ထပ်တစ်ခုကကြတော့ဒီဟာလေးပေါ့နော်ဒါလေးကကြတော့ကိုကအဲ့လိုမျိုးတနိုင်တစ်ပိုင်းစီးပွားရေးလုပ်နေရလားဒါမှမဟုတ်ရေးစားတော့ဆိုင်တွေပါဖွင့်ထားလားပေါ့နော်အဲ့လိုလူတွေအတွက်ဆိုရင်အရန်အဆင်ပြေရပေါ့နော်ဒီဟာက antenna တိုင်းလေးခုပါတဲ့ခါကြောင့်မလို့ line အားလည်းပို့ပြီးတော့ကောင်းတဲ့အပြင် range လည်းပို့ကျယ်တယ်ပေါ့နော်အဲ့တော့ကိုက hotel လုပ်ငန်းအသေးစားလုပ်နေရပဲဖြစ်ဖြစ်စားတော့ဆိုင်တွေဖွင့်ထားတာမျိုးပဲဖြစ်ဖြစ်ဒါမျိုးလေးတွေသုံးမယ်ဆိုရင်ကျန်တဲ့ဒီ customer တွေကိုပါပေါ့နော်တွဲပြီးတော့သုံးလို့ရတယ်ကိုယ့်ရဲ့ဒီလုပ်ငန်းခွင်အတွက်လည်းပို့ပြီးတော့အဆင်ပြေရပေါ့နော်အဲ့ဒါဆိုရင်ရုံသုံးတဲ့ဆိုရင်လည်းဒါမျိုးလေးရှိပါတယ်နောက်ထပ်တစ်ခုဒီဟာလေးကကြတော့ကိုကအိမ်မှာ game အရင်ဆော့တဲ့လူလားဒါမှမဟုတ်အိမ်ကနေပြီးတော့ပဲအလုံးလုံးနေတဲ့သူတွေအတွက်ဆိုရင်အရင်အဆင်ပြေမယ်router လေးပေါ့နော်ဒီဟာဆိုရင်လည်းကိုက game အရင်ဆော့လို့ line တွေဖြစ်လို့ game တွေအဲ့လိုမျိုးရှုံးတာမျိုးတွေပါလေထပ်ပြီးတော့မပြောင်းဒါလေးတက်ထားရင်အရင်အဆင်ပြေသွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကအိမ်ကနေပြီးတော့အလုံးလုံးတဲ့ online ကနေပြီးတော့အလုံးလုံးရတဲ့သူတွေအတွက်ဆိုရင်ဒီဟာလေးတွေကရွေးချယ်သင့်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပြပြသွားတဲ့ဒီပစ္စည်းလေး3မျိုးပေါ့နော်အဲ့3မျိုးစလုံးက Technology မှာဝယ်လို့ရပါတယ် Technology ကဘာမှရှိလဲဆိုရင်ဒီအခုပေါ့နော် Junction Square ရဲ့ second floor မှာcinema ရဲ့ဘေးနားလေးမှာ Technology ဆိုတဲ့ဆိုင်ရှိပါတယ် Technology ကို online ကနေပဲဖြစ်ဖြစ် offline ကနေပဲဖြစ်ဖြစ်ကိုယ်စိတ်ကြိုက်လာပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင်